တူဂျိုမျိုးကစိတ်ရုပ်စားတော့ဆိုင်တူဂျိုမျိုးကကဘာပေါ်မှာအထူးဆန်းဆုံးနဲ့အန်ဟောဆရာတွေပြည့်နေနေတဲ့မြို့တစ်မြို့ဖြစ်ပါတယ်သူ့မှာရှိတဲ့ထူးခြားစမ်းကြတဲ့အရာတွေထဲမှာစိတ်ရုပ်အပြည့်နဲ့စားတော့ဆိုင်တွေတစ်ခုပါနေပါတယ်ဒီဆိုင်ကတော့ရိုးရှင်းပါတယ်ဆိုင်မှာလာရောက်စားသုံးသူတွေဟာလေဆာတွေဒီဘက်တွေနဲ့ဖျော်ဖြေလီတာကူပါကြည့်ရှုနိုင်မှာဖြစ်ပါတယ်ဆိုင်ရဲ့ဒီနေရာကတူဂျိုမျိုးရဲ့အယူပါတီရက်ကွက်လို့ခေါ်တဲ့ရှင်ကျုကူမှာတည်ရှိပါတယ်တဲ့အနေနဲ့ရောင်းဆောင်ချေထားတဲ့လေကားတွေကဆင်းသွားရင်တခြားကဘာလာထင်ရတဲ့စားတော့ဆိုင်တစ်ခုကိုရောက်သွားမှာဖြစ်ပြီးတင်တာစောစောရောက်တယ်ဆိုရင်အနာဂတ်ကာလပုံစံစက်တင်ချထားတဲ့နေရာမှာထိုင်ပြီးတော့ BR တွေပါတောက်ခွင့်ရအောင်မှာပါတဲ့အနေနဲ့အဲ့ဒီစားတော့ဆိုင်ကိုသွားမယ်ဆိုရင်နီရိုမီတွေလေးစားရောင်ကြီးတွေစတဲ့အလင်းရောင်တွေစူးနေမှာမို့လို့ညမှန်တော့တေချာဖို့တက်ဖို့လိုအပ်ပါတယ်ပြီးတော့အဲ့ဒီမှာစိုက်ရုံနဲ့ဒိုင်နိုဆောတွေတိုက်ခတ်နေတဲ့မိနစ်90ကြာပွဲနဲ့တခြားအကအလှတွေကိုလည်းကြည့်ရှုနိုင်အောင်ပါနောက်ပြီးနေ့စဉ်လေးကျင်ထားတဲ့ music show တွေနဲ့လည်းဖျော်ဖြေသေးတယ်မို့လို့ပွဲစားလိုက်တာနဲ့မျက်လုံးတော့မရွှေ့နေအောင်နေမျိုးသွားပြီးတော့ဖျော်ဖြေသူတွေကတင်ကိုကာလာဆုံးအလေးရောင်တွေနဲ့တူတခြားကဘာတစ်ခုကိုခေါ်သွားမှာဖြစ်ပါတယ်။အီတလီနိုင်ငံက Grotto Palazzi ဒီစားသောက်ဆိုင်ကတော့ပင်လယ်မျက်နှာပြင်ထက်94ပေအမြင့်ပေါ်ကထုံးကျောက်ကူတွေမှာဒီဆောက်ထားတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတော့ထုံးကျောက်ကူတွေတွေ့ရင်ဖျားတယ်ပါတယ်ဗျ။ဒီနေရာကတော့လုံးဝကိုနသမီးပုံမြင်တဲကဆိုင်နေဖြစ်ပြီးသူ့ကိုကပ္ပမှာ romantic အဖြစ်ဆုံးစားသောက်ဆိုင်တို့တော့ချစ်စနိုးနဲ့ခေါ်ကြပါသေးတယ်။အကြောင်းရင်းကတော့သူ့ရဲ့အလေးအောင်ဖျားချနေတဲ့ပုံစံနဲ့ကန်ယူတန်ကိုပင်လယ်လိုင်းနေရိုက်ချနေတဲ့အတန်းကြောင့်ပါ။ပြီးတော့မီနူဘောကလက်ဆက်တဲ့ပင်လယ်စာရီကြောင့်လည်းပါပါလိမ့်မယ်။ဒါကြောင့်သင်အနေနဲ့ချစ်ရသူကိုလက်ထပ်ခွင့်တောက်ဖို့နေရာရှာနေတယ်ဆိုရင်ဒီနေရာလေးကအသင့်တော်ဆုံးပဲဗျ။ဂျပန်နိုင်ငံကဂျွန်ကဖေးဒီဆိုင်ကတော့စားသုံးသူတွေအပြည့်ဖြစ်နေတဲ့အချိန်မှာတော့လက်တက်ရှိတဲ့စားသောက်ဆိုင်တွေတကူမှာကြောင်တွေအများကြီးကရှောက်ပြီးကတွာလာနေကြပြီးတော့ဒီအချက်ကပဲဆိုင်လေးရဲ့ထူးခြားပြီးဆွဲဆောင်မှုရှိသေးတာဖြစ်ပါတယ်။ဒါကတော့ဂျပန်နိုင်ငံကကြောင်ချစ်သူတွေအတွက်ဖန်တီးထားတဲ့ကြောင်ကဖေးပါ။ဒီဆိုင်မှာကြောင်မျိုးပေါင်း90ကျော်ရှိပြီးတော့ပုံမှန်မြင်တွေ့နေကြမဟုတ်တဲ့ Alcacat, Barman, Himalayan ကကြောင်မျိုးစိတ်တွေတောင်ရှိပါတယ်။ပြီးတော့ဒီဆိုင်ကအစားအသောက်တွေရောဈေးချိုပြီးတော့အချိုပဲတစ်ခုမှာရန်300လောက်ပဲကျပါတယ်။ဒီဆိုင်လေးရဲ့အဓိကရည်ရွယ်ချက်ကတော့ရှုပ်ထွေးပြီးတော့စိတ်ပီစည်းမှုများတဲ့မြို့ပြဘဝကြီးကိုကြောင်လေးတွေနဲ့ခိတပန်းဖြေရင်းနဲ့နေပြောက်စီနေဖို့ဖြစ်ပါတယ်။ဒါကြောင့်တရားဂျပန်နိုင်ငံမှာရောက်နေပြီးကြောင်လေးတွေကိုလည်းချစ်တတ်တယ်ဆိုရင်တော့ဒေဂျာပေါက်သွားတဲ့ဆိုင်လေးဖြစ်ပါတယ်။ဖိလစ်ပိုင်နိုင်ငံကလက်ပစုံရည်တကွန်စားတောက်ဆိုင်လက်ပစုံစားတောက်ဆိုင်ကတော့ဖိလစ်ပိုင်နိုင်ငံကအပန်းပြေနေရာလေးတစ်ခုဖြစ်ပြီးသူ့ဘေးမှာလူတွေပြည့်လို့ထားတဲ့ရည်တကွန်လေးရှိနေတော့တဘာဝတရားကြီးနဲ့စိတ်ချင်းထပ်တူရှိနေနိုင်မဲ့အေဂျင့်နဲ့ဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်။အစားအသောက်တွေကိုလည်းဝါးနဲ့ပြည့်လို့ထားတဲ့စပွဲပေါ်မှာတည်ကင်းထားပါတယ်။ဒီဆိုင်ရဲ့ဒီနေရာကတော့ဖိလစ်ပိုင်နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့မနီလာမြို့ကနေ2နာရီခွဲကားစီးတွိုင်းရောက်ပါပြီ။ဒီဆိုင်လေးမှာတော့ရေတခွန်းထက်မှာချေးချရင်းနဲ့တဘာဝတရားကိုအပြည့်အဝခံစားနိုင်တယ်လို့အရသာရှိတဲ့ဒေသခံအစားအသောက်တွေကိုလည်းစိတ်ကြိုက်စားသုံးလို့ရတာကြောင့်မနီလာမြို့ကိုရောက်ဖြစ်ရင်ဒေသပေါက်သွားစားတဲ့နေရာလေးဖြစ်ပါတယ်။ဂျပန်နိုင်ငံကအပန်းပြေထောင်စားသောက်ဆိုင် Lockup ဒီစားသောက်ဆိုင်ကတော့ဂျပန်နိုင်ငံမှာရှိရဖြစ်ပြီးသူ့ရဲ့ထူးခြားတဲ့ချက်ကထောင်လိုပုံစံမျိုးဆောက်လုပ်ထားတာပါဂျပန်နိုင်ငံတစ်ခုလုံးမှာဒီလိုစားသောက်ဆိုင်မျိုး73ခုရှိပြီးအဲ့ဒီထဲက9ဆိုင်ကတူကျူမြို့မှာရှိပါတယ်လူတွေကတော့ဒီဆိုင်ကိုသွားပြီးတော့အရက်တောက်တာမုံစားတာတွေပြုလုပ်ကြပြီးအဲ့ဒီဆိုင်ကအရက်ဟာတော်တော်လေးပြည့်လို့အစားအသောက်တွေကလည်းရသိမ်းထားလာအောင်ဈေးကြည့်ပါတယ်ဒါကြောင့်ဒီဆိုင်လေးကိုဝင်သွားရင်တော့ငွေတော်တော်ကုန်ပြီးမှပြန်ထွက်လာနိုင်မှာဖြစ်ပါတယ်ဒါအသာထားပါဒီဆိုင်ရဲ့နာမည်ကြီးတဲ့အချက်ကအစားအသောက်မဟုတ်ပါဘူးဝင်ရအပန်းဖြေလို့ရတဲ့ကြောက်စရာတော့ခတ်ထားတဲ့အခန်းလေးပါတဲ့အနေနဲ့အစားအသောက်တွေအတွက်ပတ်စံမဖြုံးညီမှုဆိုရင်စိတ်လို့ရှားစရာတွေလို့ဖို့အခန်းတစ်ခန်းရဲ့ဝင်ဝက်ကပ်ကိုဝေးလိုက်တာကောက်ပါတယ်အဲ့ဒီခန်းနဲ့ဝင်ဖို့ကိုတယောက်ကိုရန်လေးတောင်ဝင်းချကြောက်တယ်မှာဖြစ်ပြီးပေးရတဲ့ငွေနဲ့တန်းနဲ့စိတ်လို့ရှားစရာတွေပြန်ကြမှာဖြစ်ပါတယ်အဲ့ဒီခန်းထဲမှာမမျောနေပဲရုတ်တရက်ဆိုင်ရအတန်နဲ့မူးကျိုးဖြစ်တဲ့အတန်တွေပါကြားရမှာဖြစ်ပြီးတရက်ခန်းနဲ့လူမြောက်ကတော်ရိုင်းတဲ့ကိုထပ်ပြေးသွားတဲ့မြင်ကွင်းတွေကိုတရက်မျက်စိရှိမှမြင်တွေ့ရမှာဖြစ်ပါတယ်တရက်နောက်ကနေလည်းအချိန်မီကြောက်စရာကောင်းတဲ့ຢာတွေထပ်ပေါ်လာမှဖြစ်ပြီးရဲတွေလိုဝစ်ထားတဲ့ဝန်တန်းတွေရောက်လာမှဘွဲကပြီးသွားမှာဖြစ်ပါတယ်ဒူဘိုင်းကကောင်းငယ်စားတော့ဆိုင်ယူတိုင်းရဲ့အမြင့်မှာပဲနေခြင်းနဲ့ဒူဘိုင်းတွေကတော့ညစာစားတာတော့ကောင်းငယ်ဘုတ်ကိုတက်စားကြပါရဲ့ဗျဒီဆိုင်မှာတော့ကောင်းငယ်မီတာ90မြင့်မှာစားတော့သူ22ယောက်နဲ့စဖို့မိုးတွေကဝင်းရင်ထက်မှာတွဲလောင်းကြနေပြီးလုံခြုံဖို့ကပထမဦးစားပေးဆိုပေမဲ့ဒီမှာတော့စားတောက်နေရင်အိမ်သားမသွားခြင်းဘူးကအရေးကြီးဆုံးဖြစ်နေပါပြီဝင်းအလေမှာရှိနေတဲ့ဒီညစာစားပွဲကိုတော့ခရိန်းနဲ့မာထားတာဖြစ်ပြီးဒါဟာကဘာမှာအထူးစားသောစားတောက်တဲ့ပုံစံတို့တော့ပြောလို့ရပါတယ်ဒါပေမဲ့လေရစာလဲစားရင်လှပတဲ့ရှုမြင်ကွင်းတွေကိုထိရှုလို့ရသလိုလက်ဆက်တဲ့လေအေးတွေကိုလည်းခံစားနိုင်တာကြောင့်တဲ့ဘက်ကသာကန်နေလို့ထင်မဲ့ဆိုရင်တစ်ခါတော့သွားကြည့်တဲ့နေရာပါလက်တလို့ဒူဘိုင်းမှာရောက်နေတဲ့ဘလူးတို့လည်းစိတ်ဝင်စားတယ်ဆိုရင်သွားကြည့်လို့ရပါတယ်ကျွန်တော်ကတော့လက်တိတ်ကဒေါ်ပုတ်လက်ရကိုပဲချက်လို့ဒူဘိုင်းတော့သွားမစားတော့ပါဘူးဗျာဂျပန်နိုင်ငံကဇဝဲငါးဖန်စားတော့ဆိုင်ဂျပန်နိုင်ငံမှာကနေ့စဉ်ငါးဖန်သမားတွေကကန်ကြီးတောင်းတဲ့ကြီးရဲ့ဘေးလဲစာတွေကိုဖမ်းဖို့ပင်နဲ့အော်နဲ့ရစ်ပီတွေကိုငါးဖန်ထွက်နေရပါတယ်ဂျပန်နိုင်ငံမှာကဘေးလဲစာဈေးကွက်ကအတော်လေးကောင်းပြီးတော့ခရီးသွားတွေကလည်းအလက်ဆက်သုံးဆိုင်ကိုပဲရွေးချယ်ပြီးတော့စားတောက်လေးရှိပါတယ်အဲ့ဒီထင်းမှာအနေငယ်ထူးခြားနေတဲ့ပင်လဲစာဆိုင်ဒီဇိုင်းရှိပါတယ်အဲ့ဒီဆိုင်မှာတော့အစားအသောက်တွေမလက်ဆက်မှာကိုစိုးရိမ်စရာမလိုပါဘူး
ဆိုင်ထဲမှာရနေတဲ့အကောင့်တွေကိုခင်းချပြသထားပြီးတော့စားတော့သူကခိုးစားကျင်တဲ့အကောင့်ကိုကိုယ်တိုင်ဖမ်းရမှာဖြစ်ပါတယ်။တင်ဖမ်းပြီးကမှဆိုင်ရဲ့ဝန်ထမ်းတွေကအဲ့ဒီကောင်ကိုယူလာပြီးချစ်ချင်းတက်ကစိတ်ချဟင်းပွဲဖြစ်အောင်ဖန်တီးပေးမှာပါ။ကျွန်တော်တို့ဗုဒ္ဓဘာသာသဘောတရားနဲ့တွေးကြည့်မယ်ဆိုရင်ဒါကလေးဆိုင်တွေအတွက်အနေငယ်ညှင်းပန်းနှိမ့်ဆက်ရတော့ရောက်ခဲ့ကြ။ဒီဇပွဲငါးဖက်စားတော့ဆိုင်ကတော့စုစုပေါင်းဆိုင်ခွဲ73ဆိုင်ရှိနေပြီးနယူးယောက်မှာလည်းဒီဇိုင်ဖွင့်ထားသေးပါတယ်။